Graba. Pepeကိုပန်းစည်းပေးခြင်းနဲ့ဆိုလို့လမ်းမှာဝင်ယူပါတယ်ခင်ဗျာ Hello. ဆရာကြီးရကားပက်ရှိုးကိုလူကြီးလူကောင်းတွေနဲ့တွားတက်ရောက်မှာဖြစ်ပါတယ်တမရယုံရှိကိုတော့ရောက်ပါပြီကျွန်တော်တို့ဒီဘက်ကားလမ်းရဲ့ platform ပေါ်မှာပဲရက်ခဲ့ပါမယ်ခင်ဗျာခရီးတအုပ်နဲ့ကားလမ်းကူပါတယ်ခင်ဗျာကျွန်တော်တို့ရောက်တာနည်းနည်းစောတော့ဒီမှာ interviewer တွေတော့ရောက်နေပြီကျွန်တော်တို့လည်းအထဲကိုဝင်ဖို့လုပ်ပါပြီခင်ဗျာတမရယုံဖြစ်ပါတယ်ဝင်ပါပြီခင်ဗျာနောက်တော့ interview နေကြပါပြီလူပညာရှင်တွေလည်းရောက်ရှိနေပါပြီကျွန်တော်တို့ယုံထဲကိုဝင်มาတော့မယ်ခင်ဗျာကျွန်တော်တို့အပေါ်တက်ကိုတန်းပြီးတော့တက်သွားလိုက်ပါတယ်ကျွန်တော်တငယ်ချင်းရွှေချို2ယောက်ရကားပတ်ရှူကိုတက်ရောက်လာကြတဲ့တခြားပရိသတ်များဧည့်သည်များကိုလည်းတွေ့ရမှာဖြစ်ပါတယ်လူပညာရှင်တွေစကားလက်ဆောင်ကြနေတာကိုလည်းဝူဝီဆဆတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာခုကတော့ကျွန်တော်တို့မှာရောက်ရှိနေပြီပေါ့နော်မရောက်နေပါဘူးခင်ဗျာခေါ်ရမှာတော့ခုန်နေပြည့်နေပါပြီဟိုးနောက်တန်းလေးတွေပဲလုပ်ပါတော့ခင်ဗျာခဏနေလို့ရှိရင်ကျေးဇူးတင်စကားပြောတော့မှာဆိုတော့အပြင်ကိုထွက်ပြီးတော့အောက်ကိုဆင်းပါတော့မယ်ခင်ဗျာဒါကတော့တွေ့ရကြပြီဖြစ်တဲ့အကိုနဲ့ပါတွေ့ရတကယ်ကြာသွားပြီခုမှပြန်ဆုံးသွားပြီအခုမှပြန်ဆုံးသွားတယ် It's been a while တော်တော်ကြာပြီတဲ့9နှစ်6နှစ်လောက်ကိုရှိပြီတကယ်ပြန်တွေ့ရဝမ်းသာတယ်အဲ့တော့ဒီဆရာကြီးကိုကျွန်တော်တို့ပိတ်သက်တွေကြည့်ကြတယ်ရှုကြတဲ့နေရာမှာအခုဒီမှာလာအားပေးတဲ့ပိတ်သက်တွေပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့မေလ9ရက်နေ့မှာစတင်ပြီးတော့အောက်ထပ်မှာအပေါ်ထပ်မှာပရိသတ်ကအပြည့်ပါပဲခင်ဗျာ။အိုရဲတီဟာစင်မြေမော်တို့ကြွပေးပါဒီဖြက်ဒရိုက်တာတရုတ်ဆောင်မင်းသားမင်းသမီးတွေရှင်မောပြီးခေါ်ပါတယ်တူလေးကဖေဖေကိုပန်းစည်းပေးပါတယ်ခင်ဗျာအဲ့ဒါတော့များဘူးကဆရာကြီးဖြစ်နေစင်တော့ချီချူအားပေးကြပါဦးကျောင်းတငယ်ချင်း2အောင်နဲ့ကျွန်တော်လည်းပထမအောင်ဆုံး for your sample ဒီနေ့ဒီမှာလို့ပထမအောင်ဆုံးဆိုပါတယ်နော်ဒီလိုအကျဉ်းအကျဉ်းဘွဲတော့ဘာကြီးပဲအင်တာချွေးပြန်တဲ့ဘွဲပါနော်ဘောအဲ့ထားရဲ့မတရားစကားလေးပေါ့ကိုရနေမှာရုပ်ရှင်ရုပ်နေမှန်သမျှပါကျွန်တော်တို့ပြသမယ်ဆရာကြီးရုပ်ရှင်ကားပဲဖြစ်ပါတယ်ကျေးဇူးတင်စကားတွေပြောပြီးပြီဆိုတော့ဒီစကားမှာပါဝင်ကြတဲ့တရုတ်ဆောင်တွေနဲ့အတူတူပေါ်တက်ကိုတက်ပါတော့မယ်ခင်ဗျာနိုင်ငံတော်အလံကိုလေးပြုပြီးပြီဆိုတော့ဇလန်းရဲ့ intro လေးစနေဇလန်းစပြပါတော့မယ်ကြည့်ရှုပါတော့မယ်ခင်ဗျာကဲဆရာကြီးရုပ်ရှင်စကားကြီးကတော့ကြည့်လို့ပြီးတော့ပါပြီခင်ဗျာရမ်းရည်ရပါတယ်ပြောလဲပြောရပါတယ်ဟောဘာနဲ့အရန်ကိုခွေနေရပါတယ်ပွဲလေးပြီးသွားပြီဆိုတော့တော့ဆက်ကြတယ်တပုံလေးကြတယ်ဒီဗီဒီယိုဖြည့်ကြပါတယ်ကိုတူအောင်နဲ့ကိုတိုင်ရုံနဲ့ကဟာတာကားရဲ့တော့တော်လေးကံမှန်ရွှေပြီးတော့မြင်ရပြီးတော့ကြည်ရပါတယ်ဗျခန္ဓာကိုယ်ကြီးကလည်းဗလာကြီးတွေဆိုတော့လေသူတို့လှုပ်ရှားမှုတွေသူတို့လှုပ်ထည့်လိုက်တဲ့အိမ်မှာခံလိုက်ရတဲ့အချိန်တွေကလည်းလေဒီကနေစိတ်ကနေကိုနေတာပါပဲဗျာတကယ်ဒီလားခြိလိုက်တဲ့ဟာတွေဆိုလို့ရှိရင်လည်းစွေကနေပါသွားတာဟုတ်ပါပြီ
လမ်းတော့ပြီးတော့ပြန်ကောက်ပါရဲ့ပြန်ကောက်ပါရဲ့ ပြန်ချင်းရောက်ပါပြီပြန်ကြပါတော့မယ်ခင်ဗျာဆက်ဆရာကြီးများရကားဘက်ရှိုးဖြစ်ပါတယ်အားလုံးပဲတက်တာတာယာတော့နေနေဖြစ်ပါစေခင်ဗျာ